အိမ်မှာအရင်အားနေရလဲညီသမီးလေးလှုပ်ရှားတယ်ပေါ့နော်အပြီးတော့သမင်းထဲမယ်ထားတိုင်းထဲစားတာထူးဆန်းအောင်လို့ဆိုပြီးတော့ကြက်တာအမုံလားမသိဘူးအဲ့ဒါထည့်ပြီးတော့နေလိုက်တာကိုယ့်အကိုထွင်ပြီးတော့ထည့်ပြီးတော့နေလိုက်တယ်အဲ့ဟာနဲ့ဒီကြချာလေးနေလိုက်တယ်ပေါ့အဲ့ဒီပြီးတော့အဲ့ရင်ကြီးအထုပ်ကိုဖောက်ပြီးတော့အဲ့ဒါလည်းဖောက်ရအရင်ခက်တယ်ဘလောက်ခွာမရအောင်နောက်ဆုံးတော့ရတော့တစ်ချက်ထုတ်လိုက်တယ်တစ်ချက်ထုတ်ပြီးတော့ခဏနေထားတဲ့ထမင်းနဲ့ထည့်ပြီးတော့ဖြန့်မယ်ပေါ့ဖြန့်တယ်ဒီကြချာလေးဖြန့်ပေးတယ်အဲ့လည်းဖြန့်ပြီးတော့ရောကြော်ထားတဲ့ကြက်ဥချောင်းရယ်ကြက်ဥရယ်ထည့်ပြီးတော့လိမ့်မယ်ပေါ့အိမ်မှာလည်းဘာမှမရှိဘူးအဲ့နှစ်ခုပဲရှိရနဲ့အဲ့နှစ်ခုနဲ့ပဲလိမ့်အဲ့နှစ်ခုနဲ့ပဲလိမ့်လိုက်တယ်ဘာမှမရှိဘူးလိမ့်ပြီးတော့အဲ့မှာဘဝဆက်ပြတ်တာပဲကြက်ဥကစီများတော့ထမင်းနဲ့မကပ်ပဲနဲ့လိမ့်မရအောင်ဖြစ်တော့ဒါပေမဲ့ကျူကျူစားလိမ့်ကြည့်လိုက်တယ်လိမ့်တယ်နောက်ဆုံးလိမ့်မရနဲ့ကြက်ဥချောင်းတစ်ချောင်းထုတ်ပလိုက်တယ်ထက်လိမ့်တယ်ဖိတယ်မရနဲ့မဆူတော့ပါဘူးဆိုမှလီလိုက်တယ်နောက်တစ်ခုထက်လီလိုက်တယ်အဲ့နဲ့မရအောင်အဲ့ဒါနဲ့ပဲစားလိုက်တယ်အဲ့ဒါနဲ့ပဲဒီအိုင်းပဲစားလိုက်တာအိမ်မှာရှိတဲ့ဟာနဲ့ဖုန်ရင်းချင်းနဲ့ခဏပို့တဲ့ကြိုချောင်းနဲ့အဲ့တိုင်းနဲ့ပဲစားပလိုက်တာစားလိုက်ကောက်တော့ရောဒီတောက်မယ်ပေါ့အရှိပေါက်မယ်ထင်ပြီးတော့မပေါက်ပါဘူး